မိတ်ဆွေမြေတစင်းဟာဘာလို့လှပပြီးအသုံးဝင်နေတာလဲဆိုတာစဉ်းစားပူပါသလားအဖြေကတော့ရိုးရှင်းပါတယ်အဲ့ဒီမြက်မှာကမ်းပါရှိနေလို့ပါကမ်းပါဆိုတဲ့ဘောင်ရှိနေလို့သာရေတွေဟာစီးဆင်းရလမ်းကြောင်းအတိုင်းစနစ်တကျစီးဆင်းနိုင်ပြီးလူတွေကိုအကျိုးပြုနိုင်တာပါအကယ်၍အဲ့ဒီကမ်းပါသာမရှိဘူးဆိုရင်မြစ်ရေတွေဟာလမ်းကြောင်းပြောက်ပြီးရေကြီးရေရှမ်းမှုတွေဖြစ်မယ်နောက်ဆုံးတော့အိုင်ထွန်းပြီးပျောက်ကွယ်သွားပါလိမ့်မယ်ကျွန်တော်တို့ရဲ့ဘဝဟာလည်းအဲ့ဒီမြစ်ရေနဲ့အတူတူပါပဲကျွန်တော်တို့မှာအရည်အချင်းဆိုတဲ့ရေတွေဘယ်လောက်ပဲရှိရှိစီကန်းဆိုတဲ့ကမ်းပါမရှိဘူးဆိုရင်ဘဝဟာအနှစ်သာရမဲ့ပျောက်ကွယ်သွားနိုင်ပါတယ်လူငယ်တော်တော်များများကစီကန်းဆိုတာကိုအချုပ်အနှောင်းလို့မြင်တတ်ကြပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့အတွေ့အကြုံရတော့စီကန်းဆိုတာချုပ်အနှောင်းအကျဉ်းထောင်မဟုတ်ဘူးစစ်မှန်တဲ့လွတ်လပ်ခွင့်စီကိုသွားတဲ့တကားပေါက်ပါမြန်မာတို့မှာစီကန်းတည်လူဤတန်ဖိုးဆိုတဲ့ဆိုရိုးစကားရှိပါတယ်ဒါဟာသိကိုလေးနေတဲ့စကားပါမိမိကိုယ်ကိုမထင်ချုံနိုင်တဲ့သူဟာတခြားဘယ်အရာကိုမှမဟုတ်ချုံနိုင်ပါဘူးကျွန်တော်တို့ဟာစိတ်အလိုကိုလိုက်နေသမျှကာလပတ်လုံးစိတ်ရဲ့ကြေးကျွန်ပဲဖြစ်နေပါလိမ့်မယ်မိမိကိုယ်ကိုထင်ချုပ်ခြင်းဆိုတာဘာလဲအဲ့ဒါကအခုလိုချင်တာကိုစွန့်လွတ်ပြီးဘဝအတွက်တကယ်လိုအပ်တာကိုရွေးချယ်နိုင်တဲ့စွမ်းအားပါဥပမာမနက်ခင်းမှာအိတ်ချင်တဲ့စိတ်ကိုအနိုင်ယူပြီးအိပ်ရထားတာပုံကြည့်ချင်တဲ့စိတ်ကိုထိမ့်ပြီးစာဖတ်တာဒေါသထွက်တဲ့အချိန်မှာစကားကိုထိမ့်ပြောတာဒါတွေဟာသိငယ်တယ်လို့ထင်ရပေမဲ့သင်ရဲ့ဇယိုက်လက္ခဏာတမ်နစ်လို့မားလာအောင်တိဆောက်ပေးနေတာပါကျွန်တော်တို့လူငယ်ဘဝတုန်းကအောင်မြင်မှုဆိုတာပါရမီပေါ်မှာပဲမူတည်တယ်လို့ထင်ခဲ့ဘူးလေဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်သိလာတာကပါရမီကသင်ကိုလမ်းစာပေးနိုင်ပေမဲ့စီကန်းကသာသင်ကိုပန်းနိုင်ရောက်အောင်ပို့ပေးနိုင်တာပါစီကန်းရှိတဲ့သူတယောက်ဟာပင်ပန်းနေတဲ့အချိန်မှာတောင်လုံးတင်တာကိုဆက်လုပ်တယ်စိတ်မပါတဲ့အချိန်မှာတောင်တာဝန်ကိုကျေပြတ်အဲ့ဒီကြောက်ဆောင်လို့ခိုင်မာတဲ့စိတ်ဓာတ်မျိုးကမှသင်ဘဝကို upgrade လုပ်ပေးနိုင်မိတ်ဆွေစီကန်းဆိုတာတရည်နဲ့ဖြစ်လာတာမဟုတ်ပါဘူးအကျင့်ကနေစတာပါဒီနေ့ကိုအသေးအဖွဲကိစ္စလေးကနေစပြီးကိုအနာယူကြည့်ပါကိုစိတ်ကိုနိုင်တဲ့နေ့ဟာဘဝရဲ့အမြင့်မြတ်ဆုံးသောအောင်မြင်မှုနေ့ဖြစ်ပါလိမ့်မယ်ဒီနေ့ကစပြီးသင်ဟာကိုစိတ်ရဲ့အလိုကိုလိုက်မဲ့မြည်ရည်ဖြစ်မလားဒါမှမဟုတ်စီကန်းဆိုတဲ့ကံမကိုတိဆောက်ပြီးတန်ဖိုးရှိစီစဉ်မဲ့မြေတစင်းဖြစ်မလားဆိုတာကိုယ်တိုင်ဆုံးဖြတ်ပါသင်ကိုယ်တိုင်စီကန်းရှိနဲ့ဘဝကိုအဆင့်မြင့်တင်ဖို့အဆင့်သက်ဖြစ်ပြီးဆိုရင်ကွန်မမှာ ready လို့ရေးပေးခဲ့ပါသင်ရဲ့တိုးတက်မှုဟာသင်လက်ထဲမှာပဲရှိပါတယ်အားလုံးပဲသင်ရဲ့တိုးတက်မှုဟာသင်လက်ထဲမှာပဲရှိပါတယ်အားလုံးပဲအောင်မြင်တဲ့ဘဝပိုင်ရှင်များဖြစ်ကြပါစေဗီဒီယိုကိုဆုံးထိကြည့်ပြီလို့ရင်ထဲကနေလိုက်နဲ့ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကဦးချစ်ဖြစ်ပါတယ် Учи меня, amar.